ဝေဖန်သူတွေကိုဂယုမဆိုင်တော့ပဲမေမြန်တို့ခင်နဲ့အရင်လိုချစ်ချစ်ခင်ခင်ပြန်နေနေတဲ့လူရှင်တော်ဖြူဖြူပရိသတ်ကြီးဒီမြင်ကွင်းလေးကလွန်ခဲ့တဲ့လတွေကလေးကမိသားစုတွေမြင်ကျင်နေကြတဲ့မြင်ကွင်းလေးပါလူရှင်တော်ဖြူဖြူနဲ့မေမြန်တို့ခင်တို့ကအများထင်တယ်လို့မခေါ်မပြောလုပ်နေတာမဟုတ်ပဲပပရာဇီတွေရဲ့ပါဇက်ကိုကြောက်လို့မလူအပ်တဲ့ပြဿနာတွေမဖြစ်အောင်ရှောင်နေလိုက်တဲ့သဘောပါနော်အောင်စပူဇက်တပင်ကလူတွေကပြဿနာပေါင်း16000ကိုဖြည့်ရှင်းနေတာနဲ့ဘယ်လိုရှောင်ခွင့်ရမလဲဆိုတာသိသွားလို့နေမယ်။အခုဆိုရင်တော့အောင်စပူသချင်းဆိုနေတဲ့အချိန်မှာမင်းသမီးမေမြန်တို့ခင်နဲ့မင်းသမီးစန်းရွှေစင်ကနေချိန်မှာလူရှင်တော်ဖြိုးဖြိုးတို့ကပြေးလာပြီးတော့ဝိုင်းဖက်ကြတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလူရှင်တော်ဖြိုးဖြိုးနဲ့မေမြန်တို့ခင်တို့ပြုံးနေကြတာဖြစ်ပါတယ်နော်။ပရိသတ်တွေကလည်းဒီမြင်ကွင်းလေးကိုအရင်ကလိုမျိုးပြန်မြင်နေရတော့အားလုံးအိမ်အောပြီးတော့အတော်လေးကိုချစ်ဖို့ကောင်းတဲ့မြင်ကွင်းကိုတွေ့သွားခဲ့ကြတာဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီးမေမြန်တို့ခင်နဲ့ဖြူဖြူတို့ရဲ့မောင်နှမတန်ရောစင်ကအတော်လေးကိုခိုင်မာတာမလို့တော်ယုံသွေးခွဲတာကသူတို့အတွက်တော့မဖြုံပါဘူး။အောင်စပူဇက်တပင်ကမောင်နှမတန်ရောစင်နဲ့အလုံးလုံးကြတဲ့သူတွေမလို့ဘလို့အတိုက်ခိုက်ပဲနေအောင်စပူတပင်ကတိုးတက်ပြောင်းလဲလာမှအသေးချပါပဲ။မှတ်ချက်လေးတွေကိုလည်းပြီးခဲ့ကြပါအောင်ရှင်။